ပိန်ဓာတုတ်လို့ခေါ်တယ်ဒီတုတ်လေးကစိတ်ဝင်စားစရာကောင်းတဲ့တုတ်တစ်တုတ်ပဲမြတ်စွာဘုရားဆုံးမစားရတဲ့နေ့မှတ်တမ်းလေးလည်းပါတယ်နှောက်ယှက်ခံရတဲ့နေ့နော်အဲ့တော့မြတ်စွာဘုရားဟာဒီမကရတိုင်းခီးလှည့်လေတဲ့အချိန်မှာပင်စတာလာလို့ခေါ်တဲ့ပုံနာရွာကြီးတရွာရှိတယ်အဲ့ဒီရွာနီးမှာသတင်းသုံးရင်နည်းနည်းမိုးတော့လင်းရောက်လို့ဆွမ်းခံချိန်ရောက်တဲ့အခါမှာမြတ်စွာဘုရားအဲ့ဒီရွာကိုဆွမ်းခံကြွသွားအဲ့ဒီရွာမှာထူးခြားတဲ့ပွဲလေးရှိတယ်အခုခေတ်ကျင်းပတဲ့ဗယ်လင်တိုင်းဆိုတဲ့ပွဲမျိုးပဲနော်သူကတော့ကုမာရိကာနံပါဟုနကာနိကုမာရိကာနံပါဟုနကာနိဆိုလူငယ်လူရွယ်တွေဟာအပြန်အလှန်လက်ဆောင်ပေးကြတဲ့နေ့လို့ဆိုတယ်ဗမာပြည်ကတော့ချစ်သူများနေ့ဆိုပြီးလုပ်တယ်ထမကြဒါသူများနိုင်ငံလုပ်တဲ့ဟာတွေပေါ့နော်အဲ့ဒါလူငယ်လူရွယ်တွေဟာအပြန်အလှန်လက်ဆောင်ပန်းတာပေးကြတဲ့လူငယ်လူရွယ်တို့ရဲ့နေ့လို့ပြောအဲ့ဒီရွာလေးကအဲ့ဒီနေ့နက်ခတ်ရှိတယ်အဲ့ဒီနက်ခတ်နဲ့တွေ့တဲ့အခါမှာအဲ့ဒီနက်ခတ်နဲ့ရှင်တဲ့နေ့မှာလူငယ်လူရွယ်တွေဗယ်လင်တိုင်းကျင်းပတာပေါ့လေအဲ့ဒီနေ့ကိုကျင်းပကြတယ်ဘာလို့ကြတော့ဆိုတယောက်တယောက်လက်ဆောင်တွေပေးကြဘာမှမပေးနိုင်ရင်ပန်းကုန်းလေးတွေပေးကြတယ်လက်ဆောင်ပန်းနာပေးပြီးမိတ်ဖွဲ့ကြတဲ့နေ့လို့လည်းဒီလိုပြောလို့ရတယ်ပေါ့နော်အဲ့လိုရွာတရွာလုံးချုပ်အဲ့ဒီနေ့ရက်အားယူပြီးတော့လက်ဆောင်ပန်းနာအပြန်အလှန်ပေးကြတဲ့နေ့ကလေးမှာမြတ်စွာဘုရားဆွမ်းကကြွသွားတဲ့အခါမှာဆွမ်းလောင်းမဲ့လူတယောက်မှမရှိဘူး။ဘာကြောင့်လောင်းမဲ့လူမရှိတာတော့ဆိုမြတ်စွာဘုရားကြွသွားပြီဆိုတာသိတာနဲ့တပြိုင်နက်မနက်ကြီးကအဲ့ဒီရွာသူရွာသားတွေကိုဝင်ပူးထားလိုက်တယ်။ပူးတယ်ဆိုတာစိတ်ပြောင်းအောင်လုပ်တာ။ဘာလို့လဲဘုရားလာလဲဆွမ်းလောင်းမဲ့လူတယောက်မှမရှိဘူး။နော်အဲ့လိုဆွမ်းလောင်းမဲ့လူမရှိအောင်သူကလူတွေရဲ့စိတ်ကိုပုကတ်ဆွဲဆောင်ပြီးတော့ထားလိုက်တယ်ထားလိုက်တဲ့အခါလူတွေဟာဗယ်လင်တိုင်းကိုကျင်းပပြီးတော့တယောက်ဒီဆွမ်းလောင်းတဲ့လူမြတ်စွာဘုရားကြွလာတာဘယ်သူမှအသိမှမပြုကြဘူးဘုရားဟာအဲ့ဒီနေ့ဆေးကြောပြီးဖြစ်တဲ့တပိတ်ကလေးနဲ့ဆွမ်းကန်ဝင်ပြီးတော့ဆေးကြောပြီးအတိုင်းပဲဆွမ်းတစည်းမှမရဘဲနဲ့ကြောင်းပြန်ခဲ့ရတယ်မနဲ့လှုပ်လိုက်တာပေါ့နော်အဲ့ဒါလို့ဆုံးမရပဲနဲ့ပြန်လာတဲ့အခါကျရွာပြင်ကလာတဲ့ရွာသားတယောက်ရောင်ဆောင်ပြီးတော့မနဲ့ကြီးကမလုပ်ပြန်တော့ဆိုကိုရောဆွမ်းရခဲ့လားတဲ့မြတ်စွာဘုရားကိုရောရွာတဲ့ဆွမ်းခန္ဓာဆွမ်းရခဲ့လားဆိုတော့မြတ်စွာဘုရားမင်းငါ့ကိုမရအောင်လှုပ်ထားတာဘယ်ရမလဲပေါ့တော့မသိကျင်အောင်ဆောင်မေးမင်းလှုပ်ထားတာမဟုတ်လားငါဆုံးမရအောင်ဒါကြောင့်မို့ငါဆုံးပဲရဆိုတော့ကိုရောစိတ်မရှိပါနဲ့ပြန်ဝင်လိုက်ပါဦးကျွာတဲ့ပြန်ကြတယ်ဒီတစ်ခါတော့ရမှာပေါ့လို့ဆိုအဲ့ဒီလူမနက်ကမြတ်စွာဘုရားကိုနှောက်ယှက်ခဲ့တာဒီတုတ်တာမှာအဲ့လိုနှောက်ယှက်ခဲ့တာပြန်ဝင်လိုက်ပါအောင်လို့ဆိုတော့မြတ်စွာဘုရားသူ့ကိုဗာတုံ့ပြန်ပြောတော့ဆိုအပုံညာပတဝိမာရောမင်းတော့မကောင်းမှုအကုသိုလ်တွေအများကြီးဖြစ်သွားပြီတကယ်သူတော်စင်သူတော်မြတ်ငါတို့ပုဂ္ဂိုလ်မျိုးကိုမင်းဟာအနှောက်ယှက်ပေးလိုက်တာမင်းမှာအကုသိုလ်တွေအများကြီးဖြစ်သွားပြီမလုပ်ကောင်းတာမင်းလုပ်တာမင်းဒုက္ခရောက်တော့မယ်အပုံညာပတဝိမာရောမနကြီးဟာအပုံညာပတဝိမကောင်းမှုတွေအများကြီးဖြစ်သွားပြီဖြစ်စေသွားပြီအာသစ္စနံတထာဂတံငါဘုရားကိုကပ်ပြီးတော့မင်းဒုက္ခရောက်အောင်လုပ်တာအဲ့ဒါမင်းမှာမကောင်းမှုအကုသိုလ်တွေအများကြီးဖြစ်သွားတယ်ကိဏုမညာမိပါမိပါနမေပပံဝိပစ္စတိငါမှဒီအကုသိုလ်တွေကအကျိုးမပေးဘူးလို့များမင်းထင်နေသလားတဲ့မင်းဒီလိုလုပ်တဲ့လုပ်ရဟာမင်းအတွက်မကောင်းကျိုးတွေလာတော့မယ်
ငါမှမကောင်းမှုအကုသိုလ်တွေကအကျိုးမပေးဘူးလို့မင်းထင်နေတာလားဒုက္ခရောက်လိမ့်မယ်သူလှုပ်လိုက်တဲ့လှုပ်ရတာမန်တော့သူကရည်စရာလှုပ်တာပေါ့နော်ရည်စရာလှုပ်တာဘုရားကိုဒုက္ခပေးအောင်နှောက်ယှက်အောင်လှုပ်တာအဲ့လိုလှုပ်တဲ့အလုပ်ဟာသူ့အတွက်မှာအများကြီးဒုက္ခဖြစ်ဖို့အတွက်တန်တရားမှာကံကြမ္မာတစ်ခုကိုသူကျူးလွန်လိုက်တာဆိုတာအလွန်ထင်ရှားအဲ့ဒါကြောင့်မို့လို့ဒီမကောင်းမှုအကုသိုလ်လေးကမင်းကိုဘယ်တော့မှဒုက္ခမရောက်ဘူးလို့မအောင်မေ့မိနေနဲ့လောကလူတွေကလည်းတစ်ခါတည်းကြီးစားတဲ့အနေနဲ့လှုပ်တတ်တာရှိတယ်အဲ့လိုလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာဒုက္ခအကြီးကျယ်ရောက်တတ်တယ်